ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မနက်ကတော့သူများကောင်းကြောင်းလေးပြောချင်လို့ပေါ့ဗျာသူများကောင်းကြောင်းလေးပြောချင်လို့ဆိုတာကြတော့ကျွန်တော်ဒီ social media တွေမှာပေါ့နော်ခုနောက်ပိုင်းဒီ vitamin ဆိုတဲ့ညီလေးကိုကျွန်တော်ခဏခဏတွေ့တယ်သူ့ခဏခဏတွေ့တယ်ဒါပေမဲ့မှန်ပြောလို့ရှိရင်ကျွန်တော်အရင် serious ကြီးအဲ့လိုစိတ်ဝင်စားရတော့မကြည့်မိဘူးမှန်သောစကားပါเนาะမကြည့်မိဘူးဒါပေမဲ့သူ့ကိုကျွန်တော်ဒီ2024အတွက်ပေးတဲ့ academy ပေးပွဲမှာပထမဆုံးသူနဲ့စပြီးစုံလိုက်တယ်စုံတဲ့အချိန်မှာပဲတည်တည်ရှာလိုက်ကြည့်မိတော့တာပဲဘာဖြစ်လို့လိုက်ကြည့်မိလဲဆိုတော့နံပါတ်1အချက်သူ့ကိုကျွန်တော်အရင်သဘောကျတာ senior respect ပေးတဲ့နေရာမှာ senior တွေကို respect ပေးတဲ့နေရာမှာ adorable ဖြစ်တယ်တိတ်ကိုချစ်ဖို့ကောင်းတယ်ဘယ်လိုပုံစံမျိုးနဲ့ပေးလဲဆိုလို့ရှိရင် senior တွေကိုကျွန်တော်ရှိမှာเนาะသူ့ရဲ့ senior လူပညာသမားတွေကိုတွေ့လိုက်ပြီဆိုတာ ਨੇ လက်အုပ်ချီပထမဆိုလက်အုပ်ချီပြီးတော့ကိုကလည်းအဲ့လိုလက်ကိုဟန်ဆောင်ပတ်ဆောင်ပါအေးအဲ့လိုမဟုတ်ဘူးကိုလုံးလေးရတယ်အဲ့လိုကြုံပြီးတော့မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနဲ့ဆိုတော့ respect ပေးတယ်အဲ့ဒါအောင်မြင်မဲ့အစပဲသိလားsenior respect ဆိုတာနေရာတိုင်းမှာလိုတယ်ဗျအနုပညာအလုံးမှာမဟုတ်ဘူးအပြင်မှာအလုံးလို့ရှိရင်လည်းလိုတယ် senior respect ဆိုတာ respect ရှိရတယ်အဓိကအရန်အဲ့ချက်လေးသဘောကျတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဟိုနေ့တော့မင်္ဂလာဆောင်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ဒီဟာပေါ့နော်ကတော့ဝဲတစ်ခုပေါ့နော်လှုပ်တဲ့ပညာရှင်တွေကိုကတော့ဝဲတစ်ခုလှုပ်တဲ့အချိန်မှာသူတက်နိုင်တဲ့သူအမှုပညာအားနဲ့တော့ဖြော်ပြရဲလူတိုင်းတခြားသူတွေလည်းဖြော်ပြကြတာပဲတက်နိုင်သလားကူညီကြရတယ်လှူကြရတယ်ဖြော်ပြကြရတယ်ဒါပေမဲ့သူဘယ်လိုပုံစံလေးနဲ့ caption ရေးထားလဲဆိုတော့သူဒါလေးကိုသူတက်နိုင်လားစူးစမ်းထားပါတယ်ပေါ့နော်သူ line မဟုတ်ဘူးသူမြို့မောင်ဝေကင်းဆိုထားတယ်ဆိုတဲ့အချိန်မှာဒီဟာလေးကိုအမှားပါသွားခင်ကျွန်တော်ခွင့်လွှတ်ပါခင်ဗျာဆိုပြီးတော့တေးချပြသူ respect ပေးပြီးသွားဆိုတော့အမှန်ပြောလို့ရှိရင်အဲ့ဟာတွေကပတ်စံယူပြီးဆိုထားတဲ့ပွဲတွေမဟုတ်ဘူးလေဟုတ်တယ်မလားဂုံပြူရဲ့အနေနဲ့ဂါရဝပြူရဲ့အနေနဲ့ပဲသွားဆိုတော့ဒီဂါရဝပြူတဲ့ပွဲမှာဆိုထားတဲ့အပြင်တော့ caption လေးလည်းကောင်းကောင်းမွန်လေးလူချစ်အောင်ရေးထားသေးတယ်ဆိုတော့ချစ်ခံတာမဆမ်းပါဘူးချစ်ခံတာမဆမ်းပါဘူးပြီးတော့နောက်တစ်ခုကောင်းသူ့ fan ကောင်းမလေးတွေသိအောင်သိမှာပါသူ့ fan ကောင်းမလေးကသိမှာပါပြင်မှာလဲချောလေးပဲချောတယ်တော်တော်ချောလေးပြီးတော့အသားရည်ကအရန်ကောင်းတယ်အသားရည်ရန်ကောင်းတယ်သူလူကလေဖွေးစော့ပြီးတော့မျက်နှာတော့အကြည်တက်ရှိရပေါ့နော်ဆိုတော့အောင်မြင်မဲ့လူပေါ့နော်အောင်မြင်နေပါပြီအခုတော့နော် follower 100k ရှိတယ်သူမှာ100 account မှာ 100k တွေ့ရဆိုတော့ဟိုဟာလေတွားလီယာမှာ fan တွေတော့ online ခံရတယ်တွားလီယာမှာလူချစ်ခံရတယ်ဆိုတာ blind တော့မဟုတ်ဘူးလေနော်သူ့မှာလည်းသူ့ရဲ့ကောင်းကွက်တွေရှိလို့ပေါ့နော်အများနဲ့ fan တွေပေါ်မှာအများနဲ့သူ respect ပေးတယ်သူအဲ့အဓိကသူ့မှာအဲ့ respect တစ်ခုရှိနေတာအကြည်တက်ရှိနေတာနဲ့သူကအောင်မြင်မှာပဲစောင့်ကြည့်လိုက်မယုံရင်နော်အောင်မြင်မှာ